မင်္ဂလာပါရှင်ချဲလ်ဆီချစ်သူတို့ရေအီတလီကလပ်ကိုမိုအသင်းသည်ချဲလ်ဆီနောက်ခံလူချာလိုဘာကိုခေါ်ယူဖို့ပေါင်25.6 သန်းနီးပါးရှိကမ်းလှမ်းချက်အသစ်တစ်ခုကိုပြုလုပ်လိုက်ပြီးဖြစ်ပါတယ်ချဲလ်ဆီနီးပြသစ်အလွန်ဆိုဟာလာမယ်ရာသီအတွက်အခုလိုပြောဆိုလိုက်ပါတယ်ချဲလ်ဆီအသင်းပါတွေအတွက်ရှင်ပြိုင်ရမလဲဆိုတာကိုတော့အချိန်ကပဲအဖြေပေးပါလိမ့်မယ်ဒါပေမဲ့တေချာတာတစ်ခုကတော့ရည်မှန်းချက်တွေကိုအမြင့်မားဆုံးထားရှိဖို့ပါပဲကျွန်တော်တို့ဘယ်နေရာမှာရှိသင့်တယ်ဆိုတာကိုတော့အချိန်ကပဲသက်သေပြသွားမှာပါအက်စတွန်ဗီလာအသင်းရဲ့စပီးစီနီးပြအော်ဆတ်တင်မက်စ်ပီဟာချက်ဆီအသင်းကိုပြောင်းရွှေ့တော့မှာဖြစ်ပြီးအက်စတွန်ဗီလာအသင်းဟာပြီးခဲ့တဲ့ရာသီကစပီးစ်ကနေသွင်းကို29ဂိုးထိရရှိခဲ့ရမှာအော်စတင်မက်စ်ပီရဲ့စွမ်းဆောင်မှုကလည်းအဓိကကျခဲ့တယ်လို့သိရပါတယ်။မန်စီးတီးအသင်းနီးပြမာရက်စကားဟာချဲလ်ဆီအသင်းရဲ့တိုက်စစ်မှုနက်တိုကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ချဲလ်ဆီအသင်းရဲ့ခန်းစစ်ပိုင်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များဆက်လက်ရှိနေဆဲဖြစ်ပြီးပဲလီကစားသမားမက်ဆန့်လာခရို့စ်ကိုပေါင်52တန်းတန်ကြီးဖြစ်ခေါ်ယူပြီးနောက်အလွတ်ပြောင်းရွှေ့ကြီးဖြစ်တဲ့အသက်32အရွယ်ဂျွန်စတွန်းကိုအရန်ကစားသမားအနေဖြင့်ခေါ်ယူရန်ပြစ်မှတ်ထားနေပါတယ်။ချဲလ်ဆီနီးပြတဲ့အလွန်ဆိုဂိုးသမားနေရာအတွက်ဆုံးဖြတ်ချက်ကိုနှောင့်နှေးနေပြီးရာသီကြိုကာလတွင်ပြင်းဤဂိုးသမားများကိုအကဲဖြတ်ရန်အချိန်လိုနေပါသည်။အကယ်၍အလွန်ဆိုသည်ဂိုးသမားတစ်တဦးလိုအပ်သည်ဟုဆုံးဖြတ်ပါကချက်ဆီအသင်းသည်ဈေးကွက်ထဲတွင်ရှာဖွေသွားမှာဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးခဲ့ကြတဲ့ချဲလ်ဆီချစ်သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။